တစ်ဖက်လူရဲ့လျှော့ပေးမှုအလေးပေးမှုကိုရတဲ့ရထိုက်တဲ့အရာကိုရဲ့ပိုင်လို့မတတ်မှတ်လိုက်ပါနဲ့ကျွန်တော်တို့ကိုတစုံတစ်ယောက်ကအမြဲတမ်းအလေးပေးနေတယ်အမြဲတမ်းကိုစိတ်တိုင်းကြပြုမှုခွင့်ပေးထားတယ်အလျှော့ပေးနေတယ်ဆိုတာကကိုအရန်တော်နေလို့ကိုအရန်ထူးခြားနေလို့မဟုတ်ပါဘူးသူ့ဘက်ကကိုတန်ဖိုးထားဖို့ဒီ relationship ကိုလေးစားဖို့တန်ဖိုးထားဖို့ရအတွက်ရွေးချယ်လိုက်လို့ပဲဖြစ်ပါတယ်ကျွန်တော်တို့တတိထားရမှာတခုကတစ်ဖက်လူကတတ်မှတ်ထားတဲ့စီးတွေကိုကြော်ဖြတ်ခွင့်ရနေတာကကိုကသူ့ကိုပိုင်ထားလို့မဟုတ်ပါဘူးသူကခွင့်ပြုထားလို့တာဖြစ်ပါတယ်ဘယ်သူမှဘယ်သူကိုမပိုင်ပါအောင်လူတိုင်းမှာသူ့အတိုင်းတာနဲ့သူ့ခံစားချက်နဲ့သူရှိကြပါတယ်အကယ်၍ကိုကလူတစ်ယောက်ရဲ့အားနာမှုအလျှော့ပေးမှုကိုအခွင့်ကောင်းယူပြီးတော့မှငါလှုပ်ချင်တာလှုပ်လို့ရတယ်ဆိုပြီးတော့မှ take it for granted ဆိုတဲ့စိတ်ဓာတ်တွေနဲ့မောက်မာမှုတွေဝင်လာမိပြီဆိုရင်မဆုံးရှုံးတဲ့အရာတွေကိုဆုံးရှုံးရပါလိမ့်မယ်ဒါကြောင့်မလို့ခွင့်ပြုထားတဲ့အရာတွေကိုပေးထားတဲ့အရာတွေကိုလေးစားတန်ဖိုးထားပါအလျှော့ပေးမှုတွေကိုအရှုံးပေးမှုလို့သတ်မှတ်ပြီးတော့မှမျက်ကွယ်မပြုမိပါစေနဲ့တစ်ဖက်လူရဲ့တိခံနိုင်စွမ်းနဲ့တစ်ဖက်လူရဲ့စေတနာတွေကိုစမ်းသပ်ခြင်းတွေကိုရက်တန်ကရပ်ဖို့လိုအပ်ပါတယ်အကယ်၍တစ်ဖက်လူကခွင့်မပြုပေးနိုင်တော့တဲ့တနေ့ဒီမခံနိုင်တော့တဲ့တနေ့ကို့နာကထွက်သွားမှနောင်နာရတာထက်အခုလက်ရှိနေတဲ့အချိန်မှာအပြန်လည်လေးစားတန်ဖိုးထားပြီးတော့မှဆက်ဆံရေးကိုတည်ဆောက်တင်ပါတယ်အကယ်၍မိတ်ဆွေအနားမှာကို့အမြဲတမ်းအလျှော့ပေးပြီးတော့မှကို့စိတ်တိုင်းကြလှုပ်ဆောင်ခွင့်ပေးပြီးတော့မှကို့ပန့်ပိုးပေးနေတဲ့လူတစ်ယောက်ရှိတယ်ဆိုရင်ဒီဗီဒီယိုလေးမှာသူ့ကို mention ခေါ်ပြီးတော့မှကျေးဇူးတင်ကြောင်းပြောဖို့မမေ့ပါနဲ့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်